တငယ်ချင်းတို့ရေးဒီ Spider-Man Web Shooter ကလေဘရာဒါတို့ကြိုက်တဲ့လောက်ဆော့ပြဆရာကြီးရုံခန်းလဲရောက်မှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ဆီယာမတွေရှာလို့မတွေ့အောင်လက်ကဝတ်ထဲမှာဖွတ်ထားလို့ရတယ်လို့ပြစ်မယ်ဆိုရင်လည်းလက်ကဝတ်ကနေပဲအစင်တင်ပြစ်လွတ်ယုံပဲမှုဆရာတွေဘလို့မှရှာမတွေ့နိုင်တော့ဘူး။သူ့ရဲ့ပါဝင်ပစ္စည်းတွေကတော့ထုံးစံတိုင်းစက်ကူနဲ့စက်ကူကတ်တဲ့ကော်ပဲပေါ့ဗျာ။ဒါကြောင့်လောက်ရလွယ်ပြီးထိရောက်မှုလည်းရှိတယ်။အရင်ဆုံးစက်ကူအလွတ်တစ်ချက်ကိုယူပြီးအရှိလိုက်အလေးလေးဖြစ်သွားအောင်လိပ်ပေးရပါမယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီစက်ကူလေးကို3လက်မခန့်အရှိလေးတွေဖြစ်အောင်အညီအမျှ3ခုဖြည့်ယူလိုက်ပါရလာတဲ့စက်ကူလေး3ခုကိုတစ်ခုနဲ့တစ်ခုဘေးချင်းကပ်ပြီးတော့ကော်နဲ့တေးချခိုင်းအောင်တွဲပေးရပါမယ်ပြီးရင်တော့နောက်ထပ်စက်ကူအပြားတစ်ချက်ပေါ်မှာအဲ့ဒီစက်ကူလေး3ခုကိုတင်ပြီးတော့ကော်နဲ့ကပ်ပေးလိုက်ပါပြီးရင်ပြစ်လွတ်တဲ့အခါအားကောင်းဖို့အတွက်တရေကွင်းကိုစက်ကူလေးမှာအခုပြထားတဲ့အတိုင်းတေချာလေးတက်ဆင်ပေးရမှာဖြစ်ပါတယ်ပြစ်လွတ်ဖို့ကြီးစံအတွက်ကိုတော့စက်ကူအလေးတစ်ခုလုပ်ပြီးထိတ်မှာအင်ဂျီကျဲပြီးကပ်ပေးပါဂျိုးကတော့ဘာဆက်အုပ် mask တွေကဆွဲဆန့်လို့ရတဲ့ဂျိုးကိုဖြည့်ယူလိုက်ပါပြီးရင်တော့ဂျိုးကိုလက်ပတ်မှာတိတ်နဲ့ကပ်ပေးလိုက်ပါအားလုံးပြီးသွားပြီဆိုရင်တော့လက်မှာပတ်ပြီးပြစ်လို့ရပါပြီအခုချိန်ထိကြည့်ပေးနေတဲ့တငယ်ချင်းတို့ကိုကျေးဇူးတင်ပါတယ်ဗျာအားပေးတဲ့အနေနဲ့ like ပေးခဲ့ပါဦးဗျာ